နေ့ပါချက်လဲဆိုတော့ငါးတစ်ချိန်ချက်တာလောက်ကလုတ်ပြီးတော့ရတာပဲမရိုက်လိုက်ရအောင်နော်ကြည့်တာကြည့်ပြီးတော့ဗာချက်မှမသိလို့မပြောနဲ့တော့ဟိုလောက်လာလို့ပြီးတော့မရိုက်မိလိုက်ဘူးဟုတ်တယ်ရအဲ့လုတ်ပြီးတော့ရဟိုပြီးခဲ့ပါဘယ်လိုလုပ်လဲဆိုတော့တစ်တူဖြူချင်းဖက်ဖက်ပြီးစိန်ကားနဲ့ထောင်းတယ်မြုပ်လေးထောင်းတယ်ထောင်းပြီးသေးကြောပြီးတဲ့ငါ့ကိုနယ်ပလိုက်တယ်ချားထည့်တယ်ဟိုမျိုးလေကချင်လိုစားတဲ့အဲ့မျိုးအချင်းအရွက်မရှိဘူးမက်လီ၆ထဲတယ်ရေထက်အုပ်ထားကုလူစားလို့ရတယ်ချက်အားပြီးကြပါဦးတိုင်းရှိအခုတော့ဘောကပတ်ပြီးတာတော့ကြာအဲ့လောက်ပြင်မြန်တော့ငါစားပြီးပလာကြီးဒီတိုင်းပဲတိတော့တင်လိုက်ဆိုတော့အမမချက်ပြတော့လားမချက်ပြတော့လားဆိုတရက်ကို10ခါတော့ချက်ပြရတဲ့ခါလေးကိုဤသွားစေရဒီနေ့ပါပြန်ချက်လဲဆိုတော့ကြက်တာဝီးနဲ့ပြန်ချက်ကြက်တာခါလေးကရောက်ခဲ့ပြီဝီးနဲ့ပြန်ချက်မယ်ဆက်ပြလိုက်ကျုံးမယ်ဆက်ပြလိုက်ကျုံးမပြီးတော့ငါလေအဲ့တွေကတော့ဒီတိုင်းပဲမယူကြောစီအဲ့တွေကများတယ်စပလင်နဲ့တက်တာလေတော့ကြည့်ချွေးမျက်နှာကလူးနေရတယ်သွားပြီပြန်ကြော်ရမယ်နောက်တစ်ခေါက်ဒီအတန်းတော့ဟုတ်ကဲ့ကြော်လို့လော်လို့ပြီးတော့မယ်ပြီးရင်မန်ထဲမှာလိုက်ကြည့်အောင်မယ်ဒီခါတော့